မင်္ဂလာပါဒီနေ့တော့ကျောင်းကျူမှာရှိတဲ့ဆော့ကာသပ်လို့ခေါ်တဲ့ဒီကိုရီးယားရဲ့ဇေဒီလေးပေါ့နော်အဲ့ဒီဇေဒီအကြောင်းလေးပြောကြည့်အောင်နော်အဲ့တော့ကျောင်းကျူကိုသွားလဲတဲ့ခါကျရင်ဒီဇေဒီမှာလူတွေကဓာတ်ပုံတွေအများကြီးရိုက်ကြတာပေါ့နော်အဲ့တော့ဇေဒီကမြန်မာနိုင်ငံကဘုရားပထိုးတွေနဲ့ဆိုရင်တော့နည်းနည်းကွာတာပေါ့နော်ဒီမှာကဇေဒီအကုန်လုံးကသေးတယ်အဲ့ပြီးတော့အယောင်မရှိဘူးပေါ့နော်ကြောက်သားအတိုင်းပဲပေါ့အဲ့တော့ 경주 묘의 나머지 석가탑 장리 뼈뼈밤에 사다오지지아노 여기 있는 이 탑이 바로 그 유명한 석가탑입니다. 자, 여기 있는 디마실에 가이가다오 뼈치나보 디마실에 이 탑이 디세리가 바로 그 유명한 바로 소라가 빼서 리베버 디마로 입니다. ဖြစ်ပါတယ်. 바로입니다. 디야베 ဖြစ်ပါတယ်. 그 유명한 에디 나메지 그 유명한 석가탑 ပဲဖြစ်ပါတယ်. 석가탑 ဖြစ်ပါတယ်. 뭐 석가스라가로 디 보라고 ခေါ်တာပေါ့နော်. အဲ့တော့ 석가탑 보라세리 ပေါ့. 보라세리 ဖြစ်ပါတယ်တဲ့. 석가탑의 또 다른 이름은 디 석가탑의 တခြားအမည်ရှိသေးတယ်. 또 다른 이름으로 거래. 또 다른 이름ဆိုတာနောက်နာမည်တစ်ခုပေါ့နော်. 석가탑의နောက်နာမည်တစ်ခုက ဘာလဲဆိုတော့ 무용탑 ဖြစ်ပါတယ်တဲ့. 무용탑. 바자울로 왜 무용탑이라고 불리는지 바자울로 무용탑로 이라고 소라 로로 벼라. 바자울로 무용탑로 불리는지 커들래 소라. 자, 커드나가 불리다. 는지가 들래 소라. 바자울로 무용탑로 커드인 들래 소라 아시나요? 띠자바들라래. 무용탑 소라가 그림자가 없는 탑, 아예 무시래 세디, 소래 어테이베 ဖြစ်ပါတယ်. 이라는 소래 이라는 뜻 어테이베 ဖြစ်ပါတယ်. 무용탑 소라가 아예 무시래 세디, 소래 어테이베 ဖြစ်ပါတယ်. တကယ်တမ်း 여러분ဒီနားကိုသွားပြီးတော့ဓာတ်ပုံရိုက်ရင်အရေးရှိတယ် 여러분 အရေးမရှိတာမဟုတ်ဘူးเนาะအဲ့တော့အရေးမရှိတဲ့ဇေဒီဆိုတဲ့အဓိပ္ပာယ်ရှိပါတယ်အဲ့တော့ဘာကြောင့်မလို့ဒီလိုခေါ်တွင်ရတယ်လဲဆက်ပြီးတော့ဖတ်ကြည့်မယ်နော်이 탑과 관련해서 디제린의 살림비로 디제린의 살림비로 아주 슬픈 이야기가 양호 원내지야 가운데 뽕빈리보 양호 원내지야 가운데 뽕빈리가 전해져 오고 있습니다. ရှေးရှေးကနေလက်ဆင့်ကမ်းပြီးတော့ပြောကြားလာကြပါတယ်လို့ပြောတာလက်ဆင့်ကမ်းပြောကြားသည်전해져 오고 있습니다. အဲ့တော့ဒီစေဒီနဲ့ဆက်လင်းပြီးတော့အရန်ကိုတနာစရာကောင်းပြီးတော့စိတ်မကောင်းစရာကောင်းတဲ့အကြောင်းအရာပုံမြင်လေးကလက်ဆင့်ကမ်းပြောနေကြတာရှိပါတယ်တဲ့အဲ့ဒါဘာလဲဆိုတော့삼국시대ဆိုတာကနိုင်ငံကြီး 3နိုင်ငံခေတ်ဖြစ်ခဲ့တော့မှာပေါ့နော် 시대ဆိုတာခေတ်ကိုပြောတာပေါ့ 삼국ဆိုတာကတော့နိုင်ငံကြီး 3ခုပေါ့ အခုတော့ကိုရီးယားနိုင်ငံကတောင်နဲ့မြောက်ဆိုပြီး2နိုင်ငံဖြစ်နေတာပေါ့နော် ဟိုးရင်တုန်းကကြတော့ကိုရီးယားနိုင်ငံက 3နိုင်ငံဖြစ်ပါတယ် 고려နဲ့ 백제နဲ့ 신라နဲ့ ဆိုပြီးတော့ နိုင်ငံကြီး 3ခုရှိခဲ့ဘူးတယ်ပေါ့နော် အဲ့ဒီနိုင်ငံကြီး 3ခုရှိခဲ့တဲ့ခေတ်တုန်းကတဲ့ 아사달 ဆိုတဲ့ကောင်လေးနဲ့ 아사녀 ဆိုတဲ့ကောင်မလေးက 부부လင်မယားဖြစ်ပါတယ်တဲ့ 여러분 ပုံမြင်လေးပေါ့နော် တကယ်ဖြစ်ရမှန်တော့မဟုတ်ဘူးထင်ပါတယ်နော် 아사달နဲ့ 아사녀 ဆိုတဲ့라는 ဆိုတဲ့ လင်မယားက ရှိခဲ့ကြပါတယ်တဲ့. သူတို့ကဘာမှနေလဲဆိုတော့ 백제에 살고 있었어요. 백제만 နေကြပါတယ်တဲ့. 백제 နိုင်ငံဆိုတာက လက်ရှိ 코리아 နိုင်ငံရဲ့ 디အနောက်တောင်ပိုင်း 뭐, 전라도고 ပြောတာပေါ့. 전라도만 နေကြပါတယ်တဲ့. 그 당시, အဲ့ဒီအချိန်ကို ပြောတာ. 그 당시가, အဲ့ဒီအချိန်တုန်းကတဲ့ 옆나라, 베이နိုင်ငံ 뭐, အဲ့ဒီအချိန်တုန်းက 백제의 베이နိုင်ငံ ဆိုတာက ညာဘက်ကို ပြောတာပေါ့. ညာဘက်ဆိုတာ အရှေ့ရဲ့ အရှေ့တောင်ပိုင်း 베니알레스로 대구로 경주로 시래봐봐, 알아오, 이제농아 신라로 커봐래, 여러분. 아이러, 레시마, 냐베창아, 대구, 베베창아, 전라서인, 호이농아 자로, 베베창호, 백제로 커게비러, 냐베창호 자로, 신라로 커봐래. 아이러, 백제만이래 딜리미아네요가, 아래, သူတို့နိုင်ငံရဲ့ဘေးနိုင်ငံဖြစ်တဲ့ 신라마의 불국사로 거래, 라는 수라가 소대 말아. 불국사로 거래 큰 절,
큰 절수라 펑이장 지요벼라 뭐 펑이장 지지고 짓는 중이었어요. 짓는 중이었어요. 그래서 살롱니제ဖြစ်ပါတယ်တဲ့ အဲ့တော့ 백제 말리면 해양 일에 신라마 펑이장 사원이 잘해. 신라마 펑이장 지요 사원이 잘해. 도리야 꼬리아마 경주고도 알레비소인 몇 피부니 지야메 하리시에물라 불국사 석굴암 나비로 석가탑 비로 첨성대 사라리 도리야 지야라 보너 에이테마 불국사오 사원일에 체인ဖြစ်ပါတယ်တဲ့ 탑을 만드는 석공 아이러 디 세리리고 사올록대 세리리고 럭대 보너 석공 수라가 짝투더마 뭐 짝투더마 서로 짝다리네 အဲ့လိုမျိုး ပပုတွေ ပယံတွေ လုပ်တဲ့သူ ပေါ့နော် အဲ့တော့ ကျောက်ထုသမား ဖြစ်တဲ့ အာစာသားဟာ တဲ့ ယောက်ျား ဖြစ်တဲ့သူက အလုပ်က ဘာလဲ ဆိုတော့ အလုပ်ကိုင်က ကျောက်ထုသမား ဖြစ်ပါတယ် 탑을 만드는 세리고 လုပ်တဲ့ 디 세리 နော် 디 세리고 လုပ်တဲ့ 디 ကျောက်ထုသမား ဖြစ်တဲ့ 아사다가 တဲ့ 불국사의 석탑을 짓기 위해서 불국사မှာ ရှိတဲ့ 디 석탑 수라가 ကျောက်စေတီကို ပြောတာ ကျောက်စေတီ နော် အဲ့တော့ ကျောက်စေတီကို ဆောက်လုပ်ဖို့ အတွက် တဲ့ 신라로 가게 돼요. တဲ့ နော် 신라고 ဒီဘက် ညာဘက် နိုင်ငံ ပေါ့ တို့ မြန်မာနိုင်ငံ အနေနဲ့ ပြောရင် ထိုင်းဘက်ကို ပေါ့ နော် 신라ဘက်ကို တဲ့ လာဖို့ ဖြစ်လာတယ် 가게 됐어요. 신라ကို သွားဖို့ ဖြစ်လာခဲ့တယ် ပေါ့ နော် အဲ့တော့ ယောက်ျား အလုပ်ကိစ္စနဲ့ ခရီးထွက်မှာ ပေါ့ 아내 아사녀는 스님ဖြစ်တဲ့ 아사녀가 တဲ့ 백제에 혼자 남았어요. 두아 디바가 백제နိုင်ငံမှာ တယောက်တည်း ကျန်ခဲ့ပါတယ် တဲ့ 남편이 돌아오기를 기다렸어요. 여자 ပြန်လာမယ့်နေ့ကို သူဟာ စောင့်နေခဲ့တာ ပေါ့ နော် ဒါပေမဲ့ ဘာဖြစ်လဲ 여러분? 몇 해가 지나도 몇 해, နှစ်အနည်းငယ် ပေါ့ နော် နှစ်အနည်းငယ်, နှစ်အချို့ ပေါ့ နှစ်အနည်းငယ် 지나도 쩌다게라라오마 남편은 돌아오지 않았어요. 여자가 ပြန်မလာဘူး တဲ့ ပြန်မလာတဲ့အခါမှာ 결국 နောက်ဆုံးတော့ 아사녀가,နော် နောက်ဆုံးတော့ ဇနီး ဖြစ်တဲ့သူ 아사녀가 남편을 찾아 여자를 ရှာဖို့အတွက် တဲ့ 신라로 가게 됩니다. 신라로 လိုက်လာခဲ့ပါတယ် တဲ့ ဒီထိ နားလည်မယ် နော် 여러분. 신라로 လိုက်လာခဲ့တယ်. 그런데 다이메레 과연 드게요? 과연 사 드게요? 꽈따니안의 미래가 과연으로 떠오네. 드게요? 여러분 신라에 도착한 디 신라의 야울라의 아사녀하래 남편을 만날 수 있었을까요? 여자하고 뚜이퀸 약해 멜로테나라 남편을 만날 수 있었을까요? 다가 자가별의 두가 둘이 의미라고. 자, 여러분 그게요. 신라에 약해의 아사녀와 뚜여자고 뚜이퀸 약해 멜로테마다라. 아니요, 머허부래. 안타깝게도 세무가운지야배 번호 발레스로 여자 맹글리하래 절이 완성되기 전에 맹글리 피레더장으로 펑이장 사로 비지무 무시케마 사로 뭐 비케마 뭐 펑이장 사로 뭐 비케마 절 안으로 들어갈 수 없어요. 너 디펑이장 내고 윙쿠이 무시부 너 맹글리 피레더장으로 펑이장 사로 비지체 무시케마 짱내어 윙쿠이 무시부 소래 담이 찾아 다는 금기 때문에 다는 수라가 소래 담이 찾아 아사녀하 불국사 앞에 도착했지만 네 펑이장시 약해 위매 남편을 만날 수가 없었어요. 여자 우리 구매하게 와우래. 남편을 만나지 못한다는 슬픔. 여자네 뚜이쿠미야 우소레디 부쇠무자 완해무자 원어. 아사녀가 래 에리 포인장시마 절 앞에서 눈물을 흘리고 있을 때 내일이 짜니 게라버. 너 에리 체마 아래 불구사의 한 스님이 본이를 봐가 아래 아사녀고 뒤로 벼게래. 탑이 완성되면 디 세리비도아인 뭐너 세리비도아인에 탑의 그림자가 디세리의 예가 뭐너 알아 세리 살로 비지도하래 가마 세리의 예가 불구사 근처에 있는 디 포니자의 니나마실의 연못 예가 뭐너 에리 예가마 비칠 거라고 너 빛이 나서 팅하다 အဲ့တော့ နော် ဘုန်းကြီးကျောင်းရဲ့အနားမှာရှိတဲ့ရေကန်မှာပေါ်လာပါလိမ့်မယ်ဆိုတဲ့စကားကိုပြောပြခဲ့တယ်တဲ့အဲ့တော့ဘုန်းကြီးကဝင်ပြီးတော့မဟုတ်တမ်းတရားတွေပြောသွားတာ 여러분 세리 살로 비지인 세리의 예가ဘုန်းကြီးကျောင်း 나마시의 예가마 라비로 팅할လိမ့်မယ် လိမ့်မယ် ဆိုတဲ့ grammar ဘာလဲဆိုတော့ 여러분 라거라는 လိမ့်မယ်ဆိုတဲ့စကားကိုပြောခဲ့တယ်တဲ့ အဲ့ဒီချိန်ကစပြီးတော့ 아사녀가
အဲ့ဒီရေကန်မှာထဘက်ကရင်ကြောင့်ဇေဒီရဲ့အရေးပေါ်လာဖို့ကိုပဲစောင့်နေခဲ့တော့တယ်တဲ့နော်သူကလည်းအရန်လွမ်းနေတာပေါ့နော်အဲ့တော့ရေကန်ကိုသွားပြီးတော့အဲ့ဒီရေကန်မှာဇေဒီရဲ့အရေးပေါ်လာဖို့သွားစောင့်နေတယ်တဲ့ဒါပေမဲ့တဲ့먹지도 자지도 않고 싸렘 애렘 애베네 연못의 그림자가 비치기만을 기다리던 아사녀는 시가마 예뻐라 보고 왜 너 기만을 수라가 포고 배로 벼라 예뻐라 보고 왜 싸우니래 아사녀하 연못에 나타난 디기가마 뻐라의 여자 피두에 디 뽕예 환영 수라가 그 그냥 차차네 미네 뽕예 묘 벼라 လူကယူသွားတဲ့အခါမှာနောက်ပြီးတော့နေမကောင်းတဲ့အခါမှာအဲ့လိုမမြင်အပ်တာတွေမြင်နေမလားအဲ့လိုမျိုးမြင်တဲ့ပုံရိပ်ကိုဟန်ညောင်းလို့ခေါ်တယ်အဲ့တော့ဘယ်သူမှဘာမှမပြောဘဲနဲ့နားထဲကနေစကားတွေကြားတာတို့တကယ်လဲလူမရှိဘဲနဲ့လူကိုမြင်တာတို့မြင်ရောင်တာပေါ့နော်အဲ့ဒါတွေကိုဟန်ညောင်းလို့ခေါ်တယ်အဲ့တော့စားလဲမစားအိတ်လဲမအိတ်ဘဲနဲ့ရေကန်မှာယောက်ျားကိုထိုင်ဆောင်နေတဲ့အာစာညောဟာရေကန်မှာသူဘာကိုလာမြင်လဲဆိုတော့သူ့ယောက်ျားရဲ့ပုံရိပ်ကိုမြင်တယ်တဲ့အဲ့တော့အဲ့ဒီပုံရိပ်နောက်ကိုသူဟာတွတ်ချခါရောလိုက်သွားတယ်လိုက်သွားပြီးတော့그만 andအိမ်မာတယ်မယ်그만 연못에 빠져 죽었어요 여러분 ရေကန်ထဲကိုသူကကြပြီးတော့တည်သွားပါတယ်တဲ့မိန်းကလေးကနော်얼마 지나지 않아တိတ်မကြာလိုက်ပါဘူးတဲ့드디어နောက်ဆုံးမှာတော့합이 완성되었지만 세리야 비도하게비래 다음에 아내가 자신을 기다리다가 스니 피레드와 나우 싸우이네 미미고 싸우자이네 죽었다는 소식 떼도하래 소리들이 떼도하래 소리들이 듣게 된 잘라야래 아사달하래 아내를 잃은 슬픔 스니데우 성숑라야래 부수의 무자물로래 스니데 짜도하게래 에리 얘기하네고 그래 몸을 던지다空心都 하게 말해 그래 칸하고 던지다서 빗바우다 칸하고 빗바우래 소라가空차라고 뼈라고 너 알아 空차도 하게 말해 그래 이러한 사연 디젤란 뭐너 디젤란고 그래 들은 짜게 아래 루리가 에리 석탑 에리 짱세리고 너 그림자가 없는 탑 예임시의 세리 소래 어테이베네 무용탑로 စတင်ပြီးတော့ ခေါ်တွင်ခဲ့ကြပါတယ်တဲ့ 부르기 시작했어요. စတင်ပြီးတော့ ခေါ်တွင်ခဲ့ကြပါတယ်တဲ့ အဲ့တော့ 무용탑ဆိုတာက အရေးမရှိတဲ့ series ဆိုတာက တို့တွေသွားပြီးတော့ ဓာတ်ပုံရိုက်တဲ့အခါကျရင် တကယ်အရေးမရှိတာကို ပြောတာမဟုတ်ဘူး series ကတေးသေးလေး series ရဲ့အရေးက ဟိုးအဝေးကြီးမှာရှိတဲ့ ရေကန်မှာ လာပေါ်ဖို့ဆိုတာ မဖြစ်နိုင်ဘူး ပြောတော့ဗော နော် အဲ့တော့ ဘုန်းကြီးက အဲ့လိုပြောတာကို တကယ်ယုံပြီးတော့ series အကြီးဆောက်လိုက်မယ် series ရဲ့အရေးက လာပေါ်လိမ့်မယ်လို့ ထင်ပြီးတော့ မစားမအိပ်ပဲနဲ့ စောင့်ရင်လည်း ကောင်မလေးကသေသွားတယ်ဆိုတဲ့ဒီ ဒဏ္ဍာရီဇတ်လမ်းလေးပေါ့နော် အဲ့ဒီဒဏ္ဍာရီဇတ်လမ်းကြောင့်မို့လို့ တို့တွေ 경주 သွားတဲ့အခါမှာ လူတွေ ဓာတ်ပုံတွေ ရိုက်နေတယ် ဘာမှလည်းမထူးခြားဘဲနဲ့ ဘာလို့ ဓာတ်ပုံရိုက်နေတာလဲ ဆိုတဲ့ အဲ့ဒီ 석가탑ရဲ့ နာမည်က အရေးမဲ့ series ဆိုပြီးတော့ 무용탑လို့ ခေါ်တာဖြစ်ပါတယ် 여러분လည်း ကြုံရင် ဓာတ်ပုံတော့ ရိုက်ပြီးတော့ ကျမစီပို့ပေးပေါ့ နော် 네, အားလုံးပဲ နားထောင်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်